ตาอภานิสปนังตะขาก็เลธรรมะตูดีตาကိုခေါ်၍လေကွင်းသို့ဆင်းသည်စပါးရိတ်ချိတ်တန်သည်မတန်သည်ကိုကြည်ရန်ဖြစ်သည်ตาဖာနှစ်ယောက်လေကွင်းသို့ရောက်သောအခါစပါးခင်းများကိုလိုက်၍ကြည်ကြသည်ဒါဖြစ်သူသည်တချို့သောစပနံများကိုင်းညွတ်နေသည်အချို့သောစပနံများထောင်နေသည်ကိုတတိပြုမိလေသည်ဒါကအဖေဟိုထောင်နေတဲ့စပနံတွေဟာတကူကြီးကြတယ်ထင်တယ်သူနံဘေးကစပနံတွေကစိခိုးနေကြတယ်ထင်တယ်ဟုပြောလေသည်ထိုအခါဖခင်ဖြစ်သူကထောင်နေသောစပနံနှင့်ကိုင်းညွတ်နေသောစပနံကိုနှုတ်ယူပြီးသားကိုပြ၏ငါသာကိုင်းညွတ်နေတဲ့စပနံဟာမိမိကိုယ်နှိမ့်ချတယ်အသီးလဲအောင်တယ်အကျိုးလဲများတယ်ဟောဒီထောင်နေတဲ့စပနံကတော့ဘဝင်မြင့်တယ်အသီးမအောင်ဘူးအဆံမပါတဲ့စပနံသာဖြစ်တယ်လောကမှာပညာမဲ့သူဟာထောင်နေတဲ့စပနံလိုပဲကိုအထင်ကြီးပြီးပူရင်တွေကြီးကြတယ်တကယ်ပညာရှိသူကတော့ညွတ်နေတဲ့စပနံလိုပဲကိုနှိမ့်ချတတ်တဲ့အများကျိုးကိုဆောင်ရွက်လို့လူတိုင်းကချစ်ကြည်လေးစားတယ်ဖခင်ကသားကိုစပနံဥပမာပေး၍ဆုံးမလေသည်